လူတွေကကိုယ်ရဲ့သိလားနိုင်ငံခြားမှာနေတာလေပိတ်ဆိုင်ရတာပဲလူမြင်တယ်ခုနဘာတွေကုန်လဲဆိုတာမတရားမှမတရားဒီမှာကြည့်ရခိတတာပြတ်သွားလို့ရခိတတာကဝယ်လိုက်ရပြန်ပြီသိလား18000ပေးရတယ်တန်းတော့တန်းတယ်ဒီမတွေကတော့လကားတောင်းလို့ရတဲ့လူတွေလေးရှိတာပေါ့နော်ဒါပေမဲ့ကိုတွေကတော့လကားတောင်းလို့လကားတောင်းတာနဲ့သွားယူတာနဲ့ဆိုလို့ရှိရင်အဲ့လောက်ကွက်တိလောက်ဖြစ်နေတော့ကိုကလေသေမဲ့လူကလည်းမရှိတဲ့ခါကျတော့ဝယ်လိုက်တော့တယ်ကွယ်မကြည့်ပြုတ်တော့အကုန်လုံးပြုတ်ကြတော့မှကိုယ်ရေကုန်လာကပါ18000ပေးရတယ်ပြီးလို့ရှိရင်ဘာပေးရတဲ့အထင်လဲအရင်ရေခိတတာအစုပ်ကိုလေလွှတ်ပစ်တာလေးပေးရတဲ့တော့လွှတ်ပစ်တာ9000ပေးရတယ်အကုန်လုံး2000နဲ့3000ကုန်သွားပါပြီပိတ်ဆိုင်နိုင်ငံခြားမှာနေရတာအရင်ကြီးစုမိတယ်လို့မထင်ကြပါနဲ့ဒီမှာကြည့်ရေခိတတာကတော့ကောင်းတယ်တော့ဒီလားတန့်တယ်အရင်အင်ပြောက်ကလေးကဝယ်တဲ့ရေခိတတာအဆက်လိုက်ဝယ်တာအဲ့ဒါ3000ရောက်ပေးရတာအခုကျတော့တစ်လုံးလေးပေါ့နော်ပိတ်ဆိုင်ကကျွန်မကုန်တော့ပါပြီရှင်